အလုပ်တစ်ဖက်မိသားစုတစ်ဖက်နဲ့ရုန်းကန်နေရတဲ့မိမိတယောက်အတွက် MDRT ဆိုတာဖြစ်နိုင်ပါမလားကျမရဲ့နာမည်ကတော့မချွန်နေဝင်းဖြစ်ပါတယ်ချွန်နေကတော့အလုံးလုံးနေတဲ့မိမိတယောက်ဖြစ်ပါတယ် life coaching နဲ့ညီးပြနေတဲ့ coach တယောက်လည်းဖြစ်ပါတယ်ရှင်ချွန်နေကလက်ရှိမှာ Prudential အာမခံမှာ Associate Agency Unit Director ရာထူးနဲ့တာဝန်ထမ်းဆောင်နေပါတယ်အာမခံလောကမှာဂုဏ်ယူရတဲ့ MDRT တယောက်လည်းဖြစ်ပါတယ်ရှင်အခုလို MDRT ဖြစ်သွားတဲ့ပေါ်အမရဲ့ခံစားချက်လေးဘယ်လိုရှိလဲရှင်ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေအပင်ပန်းခံမှုတွေဇွဲလုံးလရှိမှုတွေကိုအသိမှတ်ပြုမှုတစ်ခုလို့ခံစားမိပါတယ်။ကိုထားခဲ့တဲ့စေတနာတွေကိုကြိုးစားအားထုတ်မှုတွေဟာအလဟတမဖြစ်ဘဲအောင်မြင်မှုတစ်ခုဖြစ်ဝမ်းသာကြုံမိပါတယ်ရှင်။အခုလို MDRT တယောက်ဖြစ်လာဖို့အတွက်အမဘယ်လိုစိတ်ခေါ်မှုတွေကြုံခဲ့ရလဲ။ကျွန်တော်အသက်အာမခံအကြံပေးလုပ်ကို Prudential အာမခံမှာစတင်ပြီးလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့အချိန်တစ်နှစ်တွင်းကိုရောက်ရှိခဲ့ပါပြီ။ကျွန်တော်စပြီးတော့ဒီလုပ်ကိုလုပ်ကိုင်ခဲ့တဲ့အချိန်တွေတော့မှာဆိုရင်ကျွန်တော်မှာစိတ်ခေါ်မှုတွေအများကြီးရှိပါတယ်။အာမခံအကြံပေးအလုပ်နဲ့ကျွန်တော်ရဲ့မိသားစုကျွန်တော်ရဲ့ကလေးကျွန်တော်ရဲ့တခြားအလုပ်တွေနဲ့အချိန်ကိုဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကျွန်တော်အတွက်အကြီးမားဆုံးစိန်ခေါ်မှုပါပဲ။နောက်ထပ်ကတော့ကျွန်တော်တို့အခုချိန်နေမှာ resilience ရှိရမယ့်အခြေအနေပေါ့နော်။ကျွန်တော်ကိုယ်တိုင်တချို့အခြေအနေမှာလက်လျှော့ခြင်းတဲ့စိတ်တွေဆက်မလုပ်ခြင်းတဲ့စိတ်တွေဖြစ်ခဲ့ဘူးတယ်။ဒါပေမဲ့ဒီအရာတွေကိုကျွန်တော်ကကြံ့ခံပြီးတော့အကောင်းဆုံးကြိုးစားခဲ့တဲ့အတွက်ဒီနေ့မှာ MDRT တယောက်ဖြစ်ရပ်တည်နေနိုင်တာဖြစ်ပါတယ်ရှင်။အသက်ဝင်လာမဲ့အသက်အာမခံချံပေးတွေကိုရောအမဘာလေးတွေနဲ့ကြံပြုချင်နေရှင်။အဓိကကတော့ကျွန်တော်တို့အလုပ်တစ်ခုကိုလုပ်တဲ့အခါမှာစနစ်တကျနဲ့တည်တည်ချာချာလုပ်ဆောင်မှုအတွက်ဆိုရင်တော့ discipline ရှိရပါမယ်အလုပ်တစ်ခုအောင်မြင်ဖို့အတွက်ဆိုလို့ရှိရင်စင်စက်မပြတ်လုပ်ဆောင်ဖို့အတွက်ဆိုရင်လည်း consistency ရှိရပါမယ်နောက်တစ်ခုကပေါ့နော်ကျွန်တော်တို့ကအခက်အခဲတွေရင်ဆိုင်ရတဲ့အခါမှာလက်မလျှော့ပဲနဲ့စိတ်တက်မကြပဲအကောင်းဆုံးစူးစမ်းဖို့အတွက်ဆိုရင်တော့လည်းကြံ့ခံတဲ့စိတ်ဖြစ်တဲ့ resilience ရှိဖို့လိုအပ်ပါတယ်ဒီအရာတွေကနေပဲကျွန်တော်တို့ကိုအကောင်းဆုံးအောင်မြင်မှုစီကိုခေါ်ဆောင်သွားပေးတာဖြစ်ပါတယ်ရှင်အခုလိုမျိုး MDRT တယောက်ဖြစ်ရတာကျွန်တော်ဘဝမှာဂုဏ်ယူရဆုံးအောင်မြင်မှုတစ်ခုပါပဲရှင်ဒီလိုအောင်မြင်မှုတွေရချင်တယ်ဆိုရင်တော့ Prudential အာမခံမှာအသက်အာမခံချက်ပေးဖြစ်စတင်လိုက်ပါ